အားလုံးပဲမင်္ဂလာပါဗျာနေကောင်းချမ်းမှာကြပါရဲ့လားကျွန်တော်ဒီနေ့ကျွန်တော်ညီကောင်မတွေကိုစကားလေးလည်းနည်းနည်းပြောချင်တယ်ပြီးတော့ရင်ကြပြလေးလည်းရွတ်ပြချင်ပါတယ်ဆိုတော့ကျွန်တော်ညီကောင်မတွေကျွန်တော်ဗာပြောချင်တယ်လေဆိုတော့ကျွန်တော်ရဲ့မဟာချိုစာပေဒီ YouTube channel လေးကိုပေါ့နော်ဒါကျွန်တော်တို့ရဲ့ clicker တွေအကြံပြုပေးတဲ့အတိုင်းကျွန်တော်တို့ကြောညာရှောက်ပြီးပါပြီဆိုတော့ ADA အကောက်လည်းပွင့်သွားပါပြီဆိုတော့ကျွန်တော်တို့ဗီဒီယိုတွေကိုဇက်တိုင်းတင်ဖို့ရှိလာပါတယ်ဒီတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့ညီကောင်မတို့မကြီးနေနဲ့ကိုမဟာချိုရှင်မှာတော့တင်ကောင်းရှိပါတယ်လို့အားလုံးကိုပြောပြပေးပါဦးဆိုတော့ကျွန်တော်တို့အိမ်ဝေးကျယ်တို့ပြဿနာကောင်းကင်ဆိုပြီးတော့မှကျွန်တော်တို့မဟာချိုစာပေကနေထုတ်ဝေထားတဲ့ဒီစာအုပ်ကလည်းရောင်းအားအင်မတန်မှကောင်းနေတဲ့အတွက်မကြခင်မှာလည်းငွေလုံးငွေရင်းနဲ့မြေပြင်စေးရုံကြီးညာဘက်ချမ်းတွေကိုကျွန်တော်တို့ထောက်ပံ့ပေးနိုင်တော့ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီစာအုပ်လေးထဲကပေါ့နော်ကြပြလေးတွေရှင်းပြပေးချင်ပါတယ်အားလုံးစိတ်ရှိလက်ရှိနဲ့ကြည့်ရှုပြီးတော့မှနားဆင်ပေးပါဦးပေါ့နော်ကျွန်တော်ဒီစာအုပ်လေးတွေကကြပြကိုပထမအဆုံးစာမျက်နှာကနေစပြီးတော့မှရှင်းပြပါမယ်နောက်ပိုင်းမှာလည်းကျွန်တော်ဒီစာအုပ်ထဲမှာပါတဲ့ကြပြလေးတွေကိုကျွန်တော်သေချာလေးတပုတ်ချင်းစီရှင်းပြသွားဖို့ရှိတယ်ဒီနေ့ကတော့ဗီဒီယိုအရန်ရှင်းမှာဆိုလို့ကျွန်တော်နှစ်ပုတ်လောက်ပဲရှင်းပြပါမယ်အားလုံးကျွန်တော်နဲ့ကြပြလေးကိုနားဆင်ရင်လိုက်ပါခံစားပေးကြပါဦးဗျကျွန်တော်ဒီအခုဖတ်ပြခြင်းတဲ့ကြပြလေးကိုကြပြဆရာမြူမော်ယုံကရေးသားထားပါတယ်ကြပြနာမည်ကငရဲပြီတကားဝငရဲပြီတကားဝငရဲပြီကိုနေ့ချင်းမြန်သွားလို့ရတဲ့လူပြည်ဆိုတဲ့ဆိုင်းဘုတ်အောက်မှာနေပါတယ်မျက်နှာမွဲကြောမွဲနေစရာအိမ်လဲမွဲခဲ့ရတဲ့ဘဝအမွဲတွေပါပဲနားကိုပိတ်ထားရင်ကိုရှိုက်တန်ကိုကြားပြီးနားဖွင့်နားပြန်တော့တပားသူငိုတန်းကိုကြားရတယ်ဘယ်မှာလဲခမရတို့လူပြည်ရဲ့တာယာနာပြောပွဲအလောင်းတွေကိုရှောင်ကွင်းပြီးကိုယ်နိုင်ငံစီရုပ်ကိုတခြားနိုင်ငံစီလှမ်းမင်းနေရတယ်မိဘတွေမိခဲ့ဘူးတော့ကိုတတိယမိတယ်တားကြည့်လိုက်ရင်ဘာလို့မှလဲတဲ့အဲ့ဒီတော့ကကျွန်တော်စစ်တိုက်မှာလို့ဖြေခဲ့မိလေသလားဗျာမြူမော်ယုံဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါပေါ့နော်ဒီပြင်ဦးလင်ခရိုင်အမှတ်910တက်ရင်မှာစီးတက်သားတာဝန်ထမ်းဆောင်နေတဲ့ကြပြဆရာထက်တော်သွေးရင်ကြပြကိုကျွန်တော်ရုပ်ဖတ်မှာဖြစ်ပါတယ်လွဲနေတဲ့ကပါဂီတာတီးကောင်းတဲ့တငယ်ချင်းတချို့လက်တစ်ဖက်မရှိတော့ဘူးချင်းခက်ကောင်းတဲ့တငယ်ချင်းတချို့ခြေထောက်တစ်ဖက်မရှိတော့ဘူးခုမှဝါသနာဆိုတာပတ်ထားတဲ့ဖဲတစ်ချက်လို့ခိုးရှိုးရတွားတွေကတွားလို့မရမှန်းသိတော့ခြေထောက်တွေကိုပြန်ကြည့်ခဲ့ရဖြူဖြက်ခံဘဝတွေမှာပြိုပြက်เสียမရှိတော့ပါဘူးအသက်တွေစတေးရတာလဲတယောက်ပြီးတယောက်မျက်ရည်အစစ်တွေနဲ့ရင်းရတဲ့ငင်းရည်ကျွန်တော်တို့ဆက်ရေးရအောင်မယ်ထပ်တော့သွေးအိမ်โอเคဗျာကျွန်တော်ကြပြရွင့်ရင်နဲ့နှစ်ပုတ်ထဲနဲ့အားမရတော့ကျွန်တော်ကြပြတစ်ပုတ်လောက်ထည့်ရွတ်ချင်တယ်ဗျာကျွန်တော်ကိုခွင့်ပြုပေးကိုမဟာအရန်ကြောရှိတယ်လို့လည်းမထင်ကြပါနဲ့ကျွန်တော်ကြပြနှစ်ပုတ်တည်းရွှေ့ရတာအားမရတော့လို့နောက်တစ်ပုတ်လောက်ထည့်ရွတ်ပေးရစီဗျာနော်ကျွန်တော်နောက်တစ်ခါရွှေ့မဲ့ကြပြကတော့ဗျာတိုက်ဆိုင်ကြပြဆရာခန့်နေရဲ့ကြပြဖြစ်ပါတယ်ဆိုတော့ကြပြဆရာခန့်နေရဲ့အကြောင်းကိုပြောရမယ်ဆိုရင်ကြပြဆရာခန့်နေရဆိုလို့ရှိရင်အမှတ်2စစ်ဒေသကနုံစစ်ကြောင်းမှာတာဝန်ထမ်းဆောင်တယ်
တို့ပေမဲ့လည်းအခုတော့ထိခိုက်ဒဏ်ရာရပြီးတော့မှမဲဆောက်မြို့မှာစေကူတာမှုခံယူနေရပါတယ်သူ့ရဲ့ကြပြကိုကျွန်တော်ရွတ်ပေးချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကြပြလေးရွတ်လိုက်ကြရအောင်ကျေကလေးရဲ့အထုပ်ပတိအဲ့ဒီကောင်ပေါ့အမေမျက်ရည်တွေနဲ့မျက်နှာချင်းမဆိုင်ချင်လို့တဲ့တလနေလို့တခါအိမ်ကိုဖုံးမဆက်တဲ့သားဆိုးလေးအဲ့ဒီကောင်လေးပေါ့သေမှာမကြောက်လို့တော်လန်တာကွာလို့ချွေးကြော်ပြီးရန်သူစကန်ကိုတိန်တိုင်းရှေ့ဆုံးပြပြတက်ပြတဲ့အာခါတတိခဲလေးလေအဲ့ဒီကောင်လေးပေါ့ကွန်မြူနစ်ဝါဒကိုသဘောကျလို့ဆိုပြီးစာကြီးပေကြီးတွေဖတ်တလောက်တရေကလည်းထိတ်ကြောက်တဲ့ကွန်ချောင်လေးပေါ့အဲ့ဒီကောင်လေးပေါ့ဆစ်လေးကော်ဖီနဲ့အရက်ကိုအရန်ကြိုက်တယ်လို့မူးလာတိုင်းလဲကလေးတယောက်လိုငိုတတ်တဲ့အရှစ်ထုတ်လေးပေါ့အဲ့ဒီကောင်လေးပေါ့သူ့မှာဘလောက်စိတ်ရစရာတွေရှိနေပါစေပြောနေတေခဲဆိုတဲ့ဆောင်မှုကိုလက်ကင်ထားပြီးစကန်တစ်ခုလုံးကိုပြောအောင်လိုက်စတတ်တဲ့လူရှင်တော်လေးအခုတော့အဲ့ဒီကောင်လေးမရှိတော့ဘူးတဲ့ဗျာရန်သူလာကျဲတဲ့ပေါင်900ဘုံအောင်အသက်ပြောက်သွားပြီတဲ့ခေါင်လေးညီလေးရဲဘော်ရဲဘက်လေးသူရဲကောင်းလေးတေးသေးလေးနဲ့တောက်ပလုံးနဲ့ကျဲကလေးငယ်ရွယ်မှုနဲ့လွတ်လပ်ခြင်းတွေကိုအများသူငါအတွက်စတေးလို့ဒီတိုင်းပြည်နဲ့ဒီလူမျိုးအတွက်အသက်ဆွန့်သွားတဲ့ကျဲကလေးရောက်ရဘဝမှာပျော်ရွှင်ပါစေလို့သာဆုတောင်းပေးလိုက်ပါတယ်ငြိမ်းချမ်းစွာအနားယူပါတော့ကျဲကလေးရဲဘော်ခန့်နေရေးတာဖြစ်ပါတယ်ကျွန်တော်ဖတ်ရင်းနဲ့ဗျာအရန်ငိုချင်လာမိတာပဲဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ရှုပေးတဲ့အတွက်ညီကောင်မောင်နှမတွေအားလုံးကိုကျေးဇူးတင်ပါတယ်ကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှဘေးအန္တရာယ်ကင်းရှင်းကြပါစေဗျာကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံစည်းကြမယ်ငါတို့မှာငါတို့ပဲရှိတယ်